ဝင်ရောက်ရှင်ပြိုင်နေပါတယ်ညီမသာ miss ကြောက်ဖြစ်လာမယ်ဆိုလို့ရှိရင်ညီမရဲ့ဒီအိမ်မက်တစ်ခုကိုညီမရဲ့ဒီဖြစ်ချင်တဲ့ဝါသနာကိုနှစ်ခုလုံးပေါင်းပြီးတော့ညီမရဲ့နောက်မှာ project တစ်ခုရှိတယ်အဲ project ကလည်းညီမလက်ရှိလုပ်နေတယ်အဲအတွက်ကြောင့်မလို့ညီမအဲ project နဲ့အတူလှုပ်ဆောင်သွားမယ်ဘိုးဘွားရဲ့တာမှာရှိရဲ့ဘိုးဘွားတွေကိုကူညီပေးထောက်ပံ့ပေးခြင်းနဲ့ညီမရဲ့အဖြစ်ရှင်ဆုံးဆန္ဒပေါ့နော်ညီမရဲ့အောင်မြင်မှုနဲ့အတူညီမရဲ့စူးစမ်းမှုနဲ့အတူရလာတဲ့ရလဒ်တွေနဲ့အတူဒီဘိုးဘွားရဲ့တာကိုညီမထောက်ပံ့ပေးခြင်းပါတယ်ညီမဒီ Supra ဆိုတဲ့ Supra National မြန်မာကိုညီမကြိုက်နှစ်သက်လို့ဒီကိုလာရောက်ရှင်ပြိုင်တာပါဒီ Super National မြန်မာပြန်ပွဲကနေပြီးတော့တင်တဲ့အရာတွေအကုန်လုံးညီမကိုကြိုက်လို့ voting ပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ Haply application ကနေပြီးတော့ညီမကို voting ပေးလို့ရပါတယ်ညီမနာမည်ကတော့နွေ့နွေ့သူအောင်ပဲဖြစ်ပါတယ်ရန်ကုန်ဝက်ကိုစားပြုနေတဲ့ဝင်ရောက်ရှင်ပြိုင်နေရပဲဖြစ်ပါတယ်ရှင်